H93 လုံးစောင်းကတ်ကိုဆက်ဆင်ပြပေးပါမယ်ခင်ဗျာကျွန်တော်တို့ဆက်ဆင်မယ်ဆိုရင်တော့ဆက်ယူမယ်မိုက်ယူမယ်မိုက်ကြိုးယူပါမယ်ခင်ဗျာပြီးရင်နှစ်ချက်ယူမယ်ပြီးရင်ချက်ထူချက်လိုက်ကြိုးနှစ်ချောင်းယူမယ်စောင်းကတ်အာသွင်းကြိုးယူမယ်ကျွန်တော်တို့ကလိုက်လဲလွှင့်မယ်တချင်းလဲဆူမယ်ဆိုရင်ဖုန်းနှလုံးယူမယ်လိုက်လွှင့်တဲ့ဖုန်းကတစ်လုံးတချင်းဖွင့်မဲ့ဖုန်းကတစ်လုံးယူမယ်ခင်ဗျာအခုပြသွားပေးတဲ့ပစ္စည်းတွေစုံပြီဆိုရင်တော့ကျွန်တော်တို့ဆက်ကိုစပြီးဆင်လို့ရပါပြီမိုက်ယူမယ်မိုက်ကြိုးယူမယ်ကျွန်တော်တို့မိုက်မှာမိုက်ကြိုးအရင်တက်ပါမယ်မိုက်မှာမိုက်ကြိုးတက်တဲ့ခါကျရင်တော့ဒီမိုက်ရဲ့ကြိုးရဲ့ခေါင်းမှာဒီမှာဖိတဲ့ဟာတွေရှိပါတယ်သူ့ဖိပြီးတော့တက်ပေးရမှာဖြစ်ပါတယ်ပြီးတော့ဆိုရင်ဒီမိုက်ကြိုးရဲ့ခေါင်းမှာတော့ဒီမှာအပေါက်လေးသုံးပေါက်ရှိတယ်မိုက်ရဲ့ဒီဖင်ထဲမှာလည်းအချောင်းလေးသုံးချောင်းရှိပါတယ်ဒီခေါင်းလေးကိုဖိပြီးတော့အဲ့ဒီအချောင်းလေးသုံးချောင်းကိုတက်အောင်ထိုးပေးပါခင်ဗျာโอเคဒါဆိုရင်မိုက်မှာမိုက်ကြိုးထိုးပြီးသွားပြီပြီးတော့ရင်ကျွန်တော်တို့ဆက်မှာမိုက်ကြိုးထိုးပါမယ်ဒီမှာခေါင်းသေးလေးဖြစ်ပါတယ်ကျွန်တော်ဆက်ကိုယူပါမယ်ဆက်ကိုယူပြီးသွားပြီဆိုရင်ဒီမှာနော်ဆက်ရဲ့အနောက်မှာ MIC ဆိုတဲ့မိုက်ပုံစံလေးနဲ့အပေါက်လေးရှိပါတယ်ကျွန်တော်တို့အဲ့ဒီအပေါက်လေးမှာမိုက်ကြိုးကိုထိုးပါမယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဆက်မှာလည်းမိုက်ကြိုးထိုးပြီးသွားပြီမိုက်မှာလည်းမိုက်ကြိုးထိုးပြီးသွားပြီโอเคပြီးသွားပြီဆိုရင်ကျွန်တော်တို့နှစ်ချက်ယူပါမယ်နှစ်ချက်ယူမယ်နှစ်ချက်ကိုဆက်မှာထိုးပါမယ်ခင်ဗျာနှစ်ချက်ကိုဆက်မှာထိုးတဲ့အခါကျရင်ဒီမှာနှစ်ချက်ပုံစံလေးနဲ့နှစ်ပေါက်ရှိပါတယ်เนาะကျွန်တော်တို့ကအတွင်းက H နဲ့စတဲ့အပေါက်လေးမှာထိုးပါမယ်ခင်ဗျာကျွန်တော်တို့ဆက်မှာလည်းနှစ်ချက်ထိုးပြီးသွားပြီအဲ့ဆိုရင်တော့ကျွန်တော်တို့အာသွင်းကြိုးယူပါမယ်ဆက်မှာကျွန်တော်တို့အာသွင်းကြိုးထိုးပါမယ်ခင်ဗျာဆက်မှာအာသွင်းကြိုးထိုးပါမယ်ဆက်မှာအာသွင်းကြိုးထိုးတဲ့အခါကျရင်တော့ဆက်ရဲ့အနောက်မှာအပြားအပေါက်နှစ်ပေါက်ရှိပါတယ်เนาะအပြားအပေါက်နှစ်ပေါက်ရှိပါတယ်ကျွန်တော်တို့အစုံဆုံးအပေါက် 5V1A ဆိုတဲ့ charging ဆိုတဲ့အပေါက်မှာထိုးပါမယ်ခင်ဗျာပြီးပြီဆိုရင်တော့ကျန်တဲ့ခေါင်းရိုးကြတော့ကိုအာသွင်းမဲ့ဆိုရင်တော့ကိုရဲ့ဒီအာသွင်းခုံအာသွင်းပလက်မှာထိုးပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ချက်ထူချက်ကြိုးတစ်ချောင်းယူပါမယ်ဒီပထမဦးဆုံးယူတဲ့ကြိုးကတော့ကျွန်တော်တို့တရှင်းဖွင့်တဲ့ဖုံးမှာထိုးတာဖြစ်ပါတယ်အဲကြောင့်မို့လို့ကျွန်တော်တို့တရှင်းဖွင့်တဲ့ဖုံးကိုယူပါမယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့တရှင်းဖွင့်တဲ့ဖုံးရဲ့နှစ်ချက်အပေါက်မှာထိုးပေးပါပြီးသွားပြီဆိုရင်စောင်းကက်ရဲ့အပေါက်မှာထိုးပါမယ်ကျွန်တော်ဘယ်အပေါက်မှာထိုးရမလဲဆိုရင်ကျွန်တော်ပြပေးပါမယ်ခင်ဗျာဒီမှာ line in ဆိုတဲ့အပေါက်လေးရှိပါတယ်เนาะအဲ့ line in ဆိုတဲ့အပေါက်မှာကျွန်တော်တို့ဒီတရှင်းဖွင့်မဲ့ကြိုးကိုထိုးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်လည်းတရှင်းဖွင့်တဲ့ကြိုးကိုစောင်းကတ်မှာထိုးပြီးသွားပြီဖုံးမှာလည်းထိုးပြီးသွားပါပြီတရှင်းဖွင့်တဲ့ဖုံးနဲ့စောင်းကတ်နဲ့ကြိုးထိုးပြီးသွားပြီဆိုရင်ကျွန်တော်တို့ line လွှင့်တဲ့ဖုံးနဲ့စောင်းကတ်နဲ့ကိုကြိုးထိုးမယ်အဲကြောင့်မို့ကျွန်တော်တို့ချက်ထူချက်လိုက်ကြိုးနောက်တဲ့တစ်ချောင်းကိုယူပါမယ်ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့ line လွှင့်တဲ့ဖုံးကိုယူပါမယ်line လွှင့်တဲ့ဖုံးမှာဖုံးကပါရှိတယ်ဆိုရင်တော့ဖုံးကပါကိုဖြုတ်ပေးပါပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီ line လွှင့်တဲ့ဖုံးရဲ့နှစ်ချက်အပေါက်မှာဒီချက်တစ်ချောင်းကိုထိုးပေးပါမယ်โอเคပြီးတော့ပြီဆိုရင်ကျန်တဲ့တစ်ဖက်ကိုဒီစောင်းကက်ရဲ့ light အပေါက်မှာထိုးပါမယ်ကျွန်တော်တို့စောင်းကက်ကိုသွားပါမယ်စောင်းကက်ရဲ့ဒီအစွန်ဆုံးအပေါက်မှာဒီမှာ light 1 light 2နှစ်ပေါက်ရှိပါတယ်เนาะဒီအစွန်ဆုံးနှစ်ပေါက်ကျတဲ့အပေါက်မှာထိုးပါမယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီ light လွှင့်တဲ့ဖုံးရဲ့ကြိုးကိုလည်းကျွန်တော်တို့စောင်းကက်မှာထိုးပြီးသွားပြီကြိုးတွေအားလုံးထိုးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဆက်ကိုပါဝါဖွင့်ပါမယ်ပြီးသွားပြီဆိုရင်တရှင်းဖွင့်တဲ့ဖုံးကတရှင်းဖွင့်မယ်လိုက်လွှင့်တဲ့ဖုံးကလိုက်လွှင့်မယ်ပြီးရင်ကျွန်တော်တို့ရဲ့နားမှာနှစ်ချက်ကိုတက်ပါမယ်ပြီးရင်ကျွန်တော်တို့မိုက်ကင်ပြီးတော့တရှင်းဆိုလို့ရပါပြီခင်ဗျာဒီဆက်ရဲ့ screen ပေါ်မှာပါတဲ့ခလုတ်တွေအကြောင်းရဲ့ဒီတရှင်းဆိုတဲ့အခါကျရင်ခလုတ်တွေဘယ်လိုထားရမလဲခလုတ်တွေဘယ်လိုအသုံးပြုရလဲဆိုတာကိုကျွန်တော်နောက်တဲ့ဗီဒီယိုတစ်ပုဒ်နဲ့တင်ပေးပါမယ်ခင်ဗျာဒီဆောင်းကလူကြိုက်လို့မှာယူခြင်းနဲ့ဆိုရင်ဒီရှင်းတောင်းလေးထဲမှာထည့်ပေးထားပါတယ်ထိုင်းနိုင်ငံနေရာနဲ့ PC ရငွေရှင်းပို့က free ဖြစ်ပါတယ်ခင်ဗျာ